မင်္ဂလာပါရှင်9လပိုင်း16ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်အတွင်း NUG ကိုအသွင်ကူးပြောင်းရေးအစိုးရတရက်အဖြစ်နိုင်ငံရေးနဲ့စစ်ရေးနောက်တစ်ဆင့်တက်ရန်ခေါင်းဆောင်များအားလုံးသဘောတူညီတယ်လို့ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုအသိပေး2025ခုနှစ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအသွင်ကူးပြောင်းရေးအစိုးရတရက်အဖြစ်နိုင်ငံရေးနဲ့စစ်ရေးနောက်တစ်ဆင့်တက်ရန်တိုင်းရင်းသားနဲ့တော်လှန်ရေးခေါင်းဆောင်များအားလုံးသဘောတူညီထားပြီးဖြစ်ကြောင်းပြည်တွင်းရောက်ရှိနေတဲ့ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကအသိပေးပြောဆိုလိုက်ပါတယ်။ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ် NUG ယာယီသမ္မတကြီးရဲ့ညွှန်ကြားချက်အရပြည်တွင်းသို့အပီးပြန်လဲရောက်ရှိခဲ့ကြောင်းရင်းနောက်သက်ဆိုင်တဲ့တွေးထိုက်တဲ့တိုင်းရင်းသားခေါင်းဆောင်များအားလုံးနဲ့တွေ့ဆုံခဲ့ကြောင်းထို့သောတွေ့ဆုံခြင်းတွင် NUG ကိုအသွင်ကူးပြောင်းရေးအစိုးရတရက်အဖြစ်နိုင်ငံရေးစစ်ရေးနောက်တစ်ဆင့်တက်ရန်ခေါင်းဆောင်များအားလုံးသဘောတူညီကြကြောင်းပြောဆိုပါတယ်2021ရဲ့အခြေအနေနဲ့2025ရဲ့အခြေအနေကမတူတော့ဘူးဆိုတာကိုတော်လှန်ရေးခေါင်းဆောင်များအားလုံးနဲ့ပြောဖြစ်ပါတယ်အဲ့ဒီမတူတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာတကယ်တော့လက်ရှိတော်လှန်ရေးမှာမြေနေရာတွေ territory တွေပိုင်ဆိုင်နေတယ်စစ်ရေးအရာတပ်အင်အားတွေလက်နက်အင်အားတွေပိုင်ဆိုင်နေတယ်နိုင်ငံရေးအရာလည်းပြည်သူလူထုတရက်လုံးကထောက်ခံနေတယ်ဒီတိုင်းရင်းသားခေါင်းဆောင်တွေတော်လှန်ရေးခေါင်းဆောင်တွေကတော်လှန်ရေးနောက်တစ်ဆင့်အားလုံးစုစည်းကြမယ်ပေါင်းစည်းကြရမယ်စုစည်းကြရမယ်ညီညွတ်ကြရမယ်ပါဝင်ကြရမယ်ပါဝင်ဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်ဒါကြောင့်တကယ်တော့ဒီတော်လှန်ရေးရဲ့အနေအထားက2021တုန်းကဖွဲ့စည်းခဲ့တဲ့ NUG ကိုနောက်တစ်ဆင့်တက်ပြီး2025မှာအသွင်ကူးပြောင်းရေးကာလအစိုးရတစ်ခုပေါ်ပေါက်လာဖို့အတွက်တကယ်တော့တော်လှန်ရေးအင်အားစုများခေါင်းဆောင်များရဲ့ပခုံးပေါ်မှာရောက်နေပြီဆိုတာကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်ခေါင်းဆောင်တွေအားလုံးကလည်းသဘောတူပါတယ်ဒါကြောင့်ကျွန်တော်တို့တွေ့2025မှာကျွန်တော်တို့အချင်းချင်းကြားမှာသွေးစည်းမှုညီညွတ်မှုနားလည်မှုတွေနဲ့2025မှာစစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့ကျွန်တော်တို့အစဉ်အသင့်ဖြစ်နေရလို့မြင်ပါတယ်လို့ကျွန်တော်တို့ပြန်ရောက်ပြီးဆွေးနွေးချက်တွေအရကျွန်တော်တို့နားလည်ပါတယ်လို့ဒေါက်တာဇော်ဝေဆိုကပြောဆိုပါတယ်မြေပြင်တွင်တော်လှန်ရေးသမားများနဲ့အတူရှိနေချိန်တွင်ပြည်သူလူထုကလည်းတော်လှန်ရေးကိုဆက်လက်ပါဝင်နေဆဲဖြစ်ပြီး PDF များကလည်းတက်ကြွနေဆဲဖြစ်ကြောင်းလက်ရှိမြေပြင်အခြေအနေများအရာတော်လှန်ရေးမှလုံးဝအောင်မြင်လိမ့်မည်ဟုယုံကြည်ကြောင်းသူကဆက်ပြောပါတယ်မြေပြင်မှာရရဆက်ဆက်ခံစားနေရတဲ့ပြည်သူတွေ CDM တွေဆရာမတွေကျန်းမာရေးဝန်ထမ်းတွေတော်လှန်ရေးသမားတွေနဲ့အတူရှိခြင်းနဲ့ရှိဖို့လိုတဲ့ဒါကြောင့်လည်း NUG ရဲ့ reform process တစ်ခုအနေနဲ့မြေပြင်ကိုရောက်လာတယ်ပြန်ရောက်လာတဲ့သဘောရှိတယ်ဒီမှာရောက်ချင်းတော့ဘာတွေလုပ်ရမလဲဆိုတော့အရင်ဆုံးတော့နိုင်ငံရေးသဘောအရာတိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့တွေ့ရတယ်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်သူတွေနဲ့တွေ့ရတယ်ကျွန်တော်တို့အားလုံးကိုတွေ့ပြီးပြီလို့ပြောရင်ရတယ်တွေ့ပြီးတော့ကျွန်တော်တို့သူတို့တွေနဲ့အတူတူနေတဲ့အတူတူစားတဲ့အတူတူနားတဲ့အတူတူဆွေးနွေးကြတယ်အချိန်ယူပြီးဆွေးနွေးကြတယ် formal informalရင်းရင်းနှီးနှီးနဲ့ကိုပြောဆိုဆွေးနွေးကြတယ်လှုပ်ခွင့်ရတယ်လှုပ်ရတယ်ဒါကတိတ်ကိုအရေးကြီးပါတယ်ဒါကကျွန်တော်တို့ရဲ့တော်လှန်ရေးကာလအတွင်းမှာဒီဟာကပထမဦးဆုံးအကြိမ်လူကိုယ်တိုင်တွေ့ရတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်တော်လှန်ရေးသမားတွေအများကြီးရှိတယ်မြေပြင်တပ်မှုတွေအများကြီးရှိတယ်သူတို့တွေနဲ့တွေ့ရဆုံးရရင်းနှီးရအတူတူရင်ဆိုင်ရတဲ့အခြေအနေတွေဟာတိတ်ကိုကောင်းတယ်တော်လှန်ရေးအတွက်အများကြီးအထောက်အကူဖြစ်မယ်လို့မြင်ပါတယ်။ဒါအပြင်ပြန်ရောက်ပြီးဆွေးနွေးတဲ့အချိန်မှာမြေပြင်မှာရှိတဲ့ပြည်သူတွေ CDM တွေတပ်မှုတွေ PDF တွေနဲ့ကျွန်တော်တွေ့ဖြစ်ပါတယ်။ဒါလည်းအရန်ကိုအားရှိပါတယ်။ပြည်သူတွေဟာအခုတက်ထိဒေါ်လာရေးကိုခုခံဆဲဒေါ်လာရေးနဲ့အတူရှိနေဆဲဖြစ်ပါတယ် PDF တွေကအခုထက်ထိတက်ကြွဆဲပြည်သူနဲ့အတူရှိဆဲပါဒေါ်လာရေးနဲ့အတူရှိဆဲပါ CDM တွေကပြည်သူနဲ့အတူဒေါ်လာရေးနဲ့အတူရှိဆဲပါအားလုံးတော်လှန်ရေးအင်အားစုများကရည်ရွယ်ချက်တူပန်းနိုင်တူချီတက်နေဆဲဖြစ်တဲ့ဆိုတာတွေ့ရပါတယ်ဒါကြောင့်အားလည်းရှိပါတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့တော်လှန်ရေးအောင်မြင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောချင်ပါတယ်ဘယ်လောက်ပဲအခက်အခဲတွေရှိဘယ်လောက်ပဲပင်ပန်းဘယ်လောက်ပဲတစ်ဖက်ရက်ဆက်ကျွန်တော်တို့အားလုံးဒီစိန်ခေါ်မှုတွေအားလုံးကိုကြော်လွှားပြီးတော်လှန်ရေးအောင်မြင်လိမ့်မယ်လို့မြေပြင်ရောက်တဲ့အချိန်မှာကျွန်တော်ပို့ပြီးယုံကြည်ပါတယ်လို့ပြောချင်ပါတယ်လို့ဒေါက်တာစောဝေဆိုးကရှင်းပြပါတယ်NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုဟာအမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလရှိလာရဲ့ညွှန်ကြားချက်နဲ့အညီ2025ခုနှစ်နှစ်ဆန်းပိုင်းအတွင်းပြည်ပကမြန်မာနိုင်ငံသို့အပြီးပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။စစ်ကောင်စီကကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုများကိုနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားနိုင်ငံတွင်တရားစွဲဆိုနိုင်ရေးတွေ့ဆုံဆွေးနွေးချမ်းပဲစစ်ကောင်စီကကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုများကိုနိုင်ငံတကာခုံရုံးများနဲ့
တောင်ကိုရီးယားနိုင်ငံတွင်တရားစွဲဆိုနိုင်ရေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG အစိုးရလူအခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မေလ14ရက်နေ့တွင်တောင်ကိုရီးယားသမ္မတနိုင်ငံ၌ NUG အစိုးရပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ SACM အဖွဲ့ဝင် Professor ရန်ဟီလီတို့တွေ့ဆုံခဲ့ပြီးအကြမ်းဖက်စစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှုများကိုနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားသမ္မတနိုင်ငံတွင်တရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရပါတယ်။အဆိုပါဆွေးနွေးမှုကိုမြို့သားညီညွတ်ရေးဆိုရာတောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရနိုင်ထွန်းတောင်ကိုရီးယားနိုင်ငံရှင်းနေများနဲ့အရက်ဘက်အဖွဲ့အစည်းများကကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်အနီးတာလဲစစ်ဗျူဟာစခန်းတိုက်ပွဲတွင်စစ်ကောင်စီတူတက်ရင်မှုနဲ့အဖွဲ့လွတ်မြောက်နေ၍ KNU ကလိုက်ဖမ်းနေဗိုလ်ကြီးအပါအဝင်စစ်သား9ဦးသေဆုံးပြီးလက်နက်ခဲယမ်းများရရှိကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးတာလဲစစ်တပ်ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတူတက်ရင်မှုလွတ်မြောက်နေ၍ KNU ကလိုက်ဖမ်းနေပြီးရစခန်းသိမ်းတိုက်ပွဲကဗိုလ်ကြီးအပါအဝင်စစ်သား9ဦးသေဆုံးကလက်နက်ခဲယမ်းများရရှိကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။မေလ23ရက်နေ့ည9:00နာရီချိန် KNU အုပ်ချုပ်မှုနယ်မြေထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီတပ်ခလာရ24နဲ့အမြောက်တပ်အမတာ311တို့အခြေစိုက်ထားတဲ့တညာကျိုးခေါ်တာလဲစစ်ဗျူဟာစခန်းကို2025ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့ကပြန်လည်သိမ်းပိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစခန်းသိမ်းပိုက်စဉ်အကြမ်းဖက်စစ်ကောင်စီအမြောက်တပ်ကဗိုလ်ကြီးတို့အပါအဝင်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးခလာရ24ဒုတက်ရင်မှုမှာထွက်ပြေးလွတ်မြောက်လျက်ရှိတာကြောင့်တော်လှန်ရေးတပ်ဖွဲ့များကထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားများကိုလိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရှိရပါတယ်။ KNU ကပြန်လည်သိမ်းပိုက်ထားတဲ့တာလဲစခန်းမှာ1986ခုနှစ်တွင်မြန်မာစစ်တပ်ကစတင်တည်ဆောက်ခဲ့ပြီး၎င်းတို့စတင်တည်ဆောက်တဲ့အချိန်ကစပြီးအနီးဝန်းကျင်ရှိကျေးရွာများကပြည်သူလူထုများအနေဖြင့်လွတ်လပ်စွာသွားလာလှုပ်ရှားလုတ်ကန်ရှာဖွေစားသောက်ခွင့်များဆုံးရှုံးခဲ့ရကြောင်း၎င်းစခန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အနီးနားရှိကျေးရွာများအနေဖြင့်မူလအခြေအနေများအတိုင်းပြန်လည်လုတ်ကန်ရှာဖွေစားသောက်နိုင်တော်မူဖြစ်ကြောင်း KNU ဗဟိုကဆိုပါတယ်။ယနေ့နံနက်ပိုင်းတွင် KNU တပ်များကထိုင်းမြန်မာနယ်စပ်အနီး1ကီလိုမီတာအကွာရှိမော်ဖိုးကေစစ်တပ်စခန်းကိုလည်းစတင်တိုက်ခိုက်လျက်ရှိပြီးဒေသပြည်သူ414ဦးထိုင်းနိုင်ငံဘက်အချမ်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။